စာဝတ်နေရေးအရေးကြီးစာဝတ်နေရေးအဆင်ပြေစေဖို့ပြောပြမယ်ဒီကြောင်နော်စာဝတ်နေရေးအဆင်ပြေဖို့အတွက်အခုခေတ်ကြီးကကိုယ်တိုင်စိုက်ကိုယ်တိုင်မွေးမှရတော့မှာအဲ့တော့ကိုယ်နေရဒေသမှာဘာပေါ်လာလဲကိုယ်မှာဘာပေါ်လာလဲမြေကြီးပေါ်လာရေပေါ်လာလားဘယ်လိုအစားအစာတွေပေါ်လာလဲပြောင်းမှုတွေပေါ်လာဖွဲတွေပေါ်လာပြောင်းမှုတွေဖွဲတွေပေါ်ရင်ကျွန်တော်ကျက်တဲ့ဝက်နဲ့မွေးမြေပေါ်တဲ့ရေလဲပေါ်တယ်အချိန်ကြီးစိုက်ပြိုးဖို့အခွင့်အလမ်းပေးတယ်ဆိုရင်တော့ပန်းဆိုင်မှာလားစားပင်သီးနှံတွေစိုက်မှာလားအဲ့ဒါတွေစိုက်အခုခေတ်ကြီးကကိုယ်တိုင်စိုက်ကိုယ်တိုင်မွေးမှဖြစ်တော့မှာဘာလို့လဲဆိုတော့တနေ့နေ့ကျွန်တော်တို့ကုန်စည်နှုန်းတွေကြီးလာတယ်အဲ့တော့ကိုယ်တိုင်စိုက်ကိုယ်တိုင်မွေးမှရတော့အဲ့တော့ဘယ်အကြောင်းကိုစိုက်ရှင်လဲဘယ်အကြောင်းမွေးချင်တာလဲဘယ်ဟာတွေမွေးချင်တာလဲဝက်မွေးချင်တာလားကြက်မွေးချင်တာလားနိုင်ငံခြားသစ်ခွစိုက်ချင်တာလားဒါမှမဟုတ်ကြက်သွန်စိုက်ချင်တာလားခင်းကျင်သီးစိုက်ချင်တာလားစသဖြင့်ပေါ့နော်ကိုယ့်ရဲ့နေမိမိတို့ဒေတာတစ်ခုနဲ့တစ်ခုကမတူကြဘူးလက်ဖက်စိုက်ချင်တာလားလိမ္မော်စိုက်ချင်တာလားရာဘာစိုက်နေရလားစသဖြင့်ငါးမွေးမှာလားစသဖြင့်ဖားမွေးမှာလားပဇွန်မွေးချင်တာလားဒါမှမဟုတ်စားထုတ်မှာလားငပိလုံးမှာလားစသဖြင့်သိချင်တဲ့အချက်လက်တွေကိုအခုဖိုင်ပါကိုပို့လိုက်ပါအဲ့တော့ကျွန်တော်ရဲ့ညံပူစော်ကအနေနဲ့တော့1000ယူပါတယ်ဒါကျွန်တော်စာဖို့နေပါအဲ့ဒါလေးတော့ကျေးဇူးပြုပြီးတော့နားလည်ပေးပါအဲ့တော့စိုက်ပျိုးမွေးမြူနဲ့ပတ်သက်လို့ကိုသိကျင်တဲ့အကြောင်းအရာအချက်လက်ကိုလှမ်းတာပို့လိုက်ပါစာမျက်နှာအနည်းဆုံး90နဲ့100ကြာရရှိမယ်အခုလက်ရှိလေကျွန်တော်ရဲ့ page မှာ e-book နဲ့ပတ်သက်တဲ့စာအုပ်တွေထုတ်လုပ်ထားပါတယ်ကျွန်တော်စာရေးဆရာဒုက္ခပြီးကြော free ပါတော့ offer ပိုင်ပါမှာပို့လိုက်ပါကိုယ်တိုင်စိုက်ကိုယ်တိုင်ငွေမှစာဝတ်နေရအဆင်ပြေမှာပါအခုကြီးကအဆဆက်ရကုန်သိန်းလုံးနဲ့ကြီးလာတယ်လာမဆက်တော့ရတချို့လည်းအခုခက်ခဲလာတယ်အဲ့တော့ပြောချင်တာတော့ကိုယ်တိုင်စိုက်ကိုယ်တိုင်မွေးကို့မှာဘာအပေါ်ဆုံးလဲရေပိုးရလားမြေပိုးရလားကိုကစိုက်တာဝါသနာပါလားမွေးတာပါသနာဝါသနာပါလားဘာစိုက်လို့ရတာတော့ဘာစိုက်မှာလဲဘာပင်လုံးဘာမျိုးစားလဲစသဖြင့်ပေါ့နော်အဲ့တော့အဲ့ဒါလေးတွေလမ်းပြီးတော့ကျွန်တော်စာအုပ်လေးမှာလို့ရတယ်မသိတာရှိရင်လဲစာရေးပို့ပြီးတော့ဒီဘိုင်ဘာနံပါတ်ကကျွန်တော်ရဲ့ဘိုင်ဘာနံပါတ်လေးကိုလှမ်းပြီးစာရေးပို့လို့ရပါတယ်မေးလို့ရပါတယ်စာအုပ်ဝယ်သူများအခမဲ့ဖြည့်ပေးနေပါတယ်เนาะကျေးဇူးတင်ပါတယ်